ဒီနေ့ကဘာဖလားမှာအာဂျင်တီးနားအသင်းကပဲပြိုင်ပြီးတော့ချန်ပီယံဖြစ်ပါမယ်။မနေ့ဖန်19ရက်နေ့ည2နာရီမှာစပိန်အသင်းနဲ့အာဂျင်တီးနားအသင်းကဘာဖလားဖိုင်နယ်ရှင်ပြိုင်ဖို့ရှိတော့ပေါ့နော်။အဲ့တော့ဒီနေရာမှာကျတော့ကျွန်တော်ကိုယ်တိုင်ကလည်းစပိန်ပရိသတ်တယောက်လည်းဖြစ်တော့ပေါ့နော်။အဲ့တော့ရုံဆုံးကျွန်တော်ဘာကြောင့်စပိန်ပရိသတ်ဖြစ်တယ်လဲပေါ့နော်။အဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်။ကျွန်တော်ကိုယ်တိုင်ကလည်းဘာစီလိုနာပရိသတ်ဖြစ်တာပေါ့နော်။ပြီးတော့စပိန်အသင်းမှာဆိုရင်လည်းဘာစီလိုနာကစားသမား၈ယောက်ထိရွေးချယ်ခံရတာပေါ့နော်။ဒါကြောင့်ကျွန်တော်တော့စပိန်အသင်းရဲ့ပရိသတ်လည်းဖြစ်ခဲ့တာပေါ့နော်။အဲ့တော့တစ်ဖက်မှာလည်းကျွန်တော်အားပေးတဲ့အာဂျင်တီးနားအသင်းလည်းဖြစ်နေတယ်ပေါ့နော်။ဒီနေရာမှာကျွန်တော်အနေနဲ့စပိန်အသင်းကိုအားပေးရမလားဒါမှမဟုတ်အာဂျင်တီးနားအသင်းကိုအားပေးရမလားပေါ့နော်အဲ့တော့ဒီအမေကိုရဲ့ဖြေကိုတော့ကျွန်တော်ပြောပြပေးမယ်ပေါ့နော်ကျွန်တော်တော့အာဂျင်တီးနားအသင်းကိုပဲအားပေးမယ်ပေါ့နော်ဘာကြောင့်စပိန်အသင်းထက်အာဂျင်တီးနားအသင်းကိုရွေးချယ်ပြီးတော့အားပေးရတယ်လဲဆိုတာကျတော့ကျွန်တော်ရဲ့အချစ်တော်ကြီး God Lionel Messi အကြောင်းပဲဖြစ်တော့ပေါ့နော်ဒီနေရာမှာကျတော့ကျွန်တော် Lionel Messi ရဲ့ပြိတ္တဖြစ်လာတဲ့အချိန်ကာလတုန်းဆိုရင်တော့2013မှာစပြီးတော့ဖြစ်လာခဲ့တာပေါ့နော်2013မှာစပြီးတော့ဖြစ်လာခဲ့တယ်အခုချိန်ထိကျွန်တော်အားပေးနေတော့မယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ကတော့စပိန်အသင်းထက်အာဂျင်တီးနားအသင်းကိုတော့ပို့ပြီးတော့အားပေးဖြစ်တာပေါ့နော်ဒီဖိုင်နယ်မှာအာဂျင်တီးနားအသင်းကိုပဲအနိုင်ရစေချင်တာပေါ့နော်ဒါဆိုရင်တော့စပိန်အသင်းနဲ့အာဂျင်တီးနားရဲ့ဒီကစားပုံတွေကိုကျွန်တော်တုံးတက်ပေးမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်စပိန်အသင်းကဆိုရင်လည်းရှုံးပွဲအနေနဲ့လုံးဝကိုတော့မရှိခဲ့ဘူးပေါ့နော်ပေးကိုကဆိုရင်လည်းတကိုးလောက်ပဲရှိခဲ့တယ်အဲ့တော့စပိန်တင်းရဲ့ခံစစ်ကတော့အားကောင်းတယ်လို့ပဲပြောရမယ်ပေါ့နော်ဂိုးသမားကဆိုရင်လည်းကောင်းတယ်ကွင်းလယ်ကဆိုရင်လည်းစောက်ရဲတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့တိုက်စစ်မှာကျတော့ဒီထင်တယ်လို့တော့အဲ့လောက်တော့မဟုတ်ဘူးပေါ့နော်ဒါကြောင့်စပိန်ရဲ့ကစားပုံတွေကတော့ဒီဘောလုံးဂိုင်နဲ့ပတ်ချမ်းမှာကျတော့ဒီအာဂျင်တီးနားအသင်းထက်ပိုပြီးတော့အားတာတယ်ပေါ့နော်အာဂျင်တီးနားအသင်းကဆိုရင်တော့ခံစစ်ကတော့အဲ့လောက်တော့မဟုတ်ဘူးဂိုးသမားကဆိုရင်တော့ကောင်းတယ်ပေါ့နော်ကွင်းလယ်ကဆိုရင်တော့ပုံမှန်အနေထားလောက်ပဲတိုက်စစ်ကဆိုရင်လည်းပုံမှန်အနေထားလောက်ပဲဒါပေမဲ့အာဂျင်တီးနားအသင်းမှာအားတာတွားတဲ့နေရာမှာကျတော့လီယိုနယ်မက်ဆီရှိနေကြောင်းပဲဖြစ်တော့ပေါ့နော်လီယိုနယ်မက်ဆီရှိနေဆိုရင်တော့ပိုးချိန်တွားတွေ့မှာချိန်ခံပြီးတော့ပြောင်းလဲနေဖြစ်သွားနိုင်တာပေါ့နော်အရှိပိုးတွေမှာဆိုရင်ကျွန်တော်တို့ဘက်ကအားလုံးမြင်တွေ့တဲ့အတိုင်းပါပဲဒါကြောင့်အာဂျင်တီးနားအသင်းဘက်မှာကျတော့လီယိုနယ်မက်ဆီရှိနေတော့ဒီပွဲစဉ်မှာအချိန်ခံပြီးပြောင်းလဲသွားနိုင်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒီပွဲပြီးရလက်ကတော့ဘယ်လိုမျိုးပုံစံပြီးသွားနိုင်တယ်လဲဆိုတာကျတော့1-2အနေနဲ့ဖြစ်သွားနိုင်တာပေါ့နော်ဒီစပိန်ကတော့တကိုးရမယ်အာဂျင်တီးနားအသင်းကတော့2ကိုးအနေနဲ့ရမယ်ပေါ့နော်မဟုတ်ဘူးဆိုရင်လည်းစပိန်တင်းကတော့စီလိုဖြစ်ပြီးတော့အာဂျင်တီးနားကတော့2အနေနဲ့ဖြစ်သွားနိုင်တာပေါ့နော်အဲ့တော့ဒီပွဲမှာဆိုရင်တော့စပိန်တင်းကတော့တကိုးတွေးမယ်အာဂျင်တီးနားအသင်းကတော့2ကိုးအနေနဲ့တွေးမှာပေါ့နော်ဒါပေမဲ့ဒီနေရာမှာကျတော့အာဂျင်တီးနားအသင်းကရှုံးသွားမယ်ဆိုရင်လည်းကျွန်တော်တို့ကတော့ဘာမှလည်းမဖြစ်ဘူးဘာလို့လဲဆိုတာကျတော့တစ်ဖက်မှာလည်းဘာစီလိုနာကစားသမားတွေကလည်းအများကြီးရှိတယ်ပြီးတော့ကျွန်တော်အကြိုက်ဆုံးကစားသမားလာမီညာမာပေါ့နော်သူကိုလည်းကဘာဖလားအနေနဲ့ရစေချင်တယ်ဒါပေမဲ့ခုနကကျွန်တော်ပြောသလိုပဲစပိန်တင်းထက်အာဂျင်တီးနားအသင်းကိုပို့ပြီးတော့ရစေချင်တာပေါ့နော်ဒီပွဲမှာဆိုရင်လည်းအာဂျင်တီးနားအသင်းကတော့သူ့ရဲ့2022ကဘာဖလားကိုပြင်ပြီးတော့ချန်ပီယံဆုကိုကာကွယ်သွားနိုင်တာပေါ့နော်အညီကိုတို့ရောဒီဘော့စင်မှာပယ်တင်းကများကဘာဖလားအနေနဲ့ရသွားနိုင်မလဲပေါ့နော်စပိန်တင်းလားတပမောက်အာဂျင်တီးနားတင်းလားပေါ့နော် comment ထဲမှာဖြေခဲ့ကြပါအောင် see you the next video